ဇလန်အစမှာခုနှစ်က2126ခုနှစ်ကိုရောက်နေပါပြီကဘာပေါ်မှာလူသားတွေရဲ့မွေးဖွားနှုန်းကတဖြည်းဖြည်းကျဆင်းလာပြီးလူသားမျိုးနွယ်စုကြီးတစ်ခုလုံးပြတ်သုံးခါနီးအချိန်ကိုရောက်နေတာပါအဲ့ဒီလိုမျှော်လင့်ချက်ကင်းမဲ့နေတဲ့အချိန်မှာပဲကဘာလုံးဆိုင်ရာထူးဆန်းသောစီမင်းကိန်းဆိုတာကြီးကကဘာပေါ်ကိုရုတ်တရက်ရောက်ရှိလာခဲ့တယ်ဒီကိန်းကကဘာတဝန်းကလူတွေကိုကြားပန်းရွေးချယ်ပြီးဂိမ်းထဲကိုဆွဲခေါ်သွားတာပါဂိမ်းထဲမှာအဆင့်တွေကိုအောင်မြင်အောင်ဖျက်ကျော်နိုင်တဲ့သူကမော်ကုန်းဝင်ထူးဆန်းတဲ့အစွမ်းအဲ့ဒီနဲ့စီးစိမ်ချမ်းသာတွေရရှိမှာဖြစ်ပြီးမိမိနိုင်ငံရဲ့မွေးဖွားနှုန်းကိုပါမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ရှုံးနေတဲ့သူကတော့ဂိမ်းထဲမှာတင်ချက်ချင်းအသက်ပြောက်ရမှာဖြစ်တယ်လို့မိမိနိုင်ငံကမျိုးပြတွေပါဖျက်ဆီးခြင်းခံရမှာပါဒီဂိမ်းရဲ့အဓိကစီးမြင့်ကဘာလဲဆိုတော့ထူးဆန်းတဲ့အချစ်ဂိမ်းပဲဖြစ်ပါတယ်ကစားသမားတွေဟာဂိမ်းထဲကထူးဆန်းတဲ့နေရာတွေမှာပုံကွယ်နေတဲ့တရေမတွေကိုရှာဖွေရမယ်ပြီးရင်သူမတို့ရဲ့စိတ်ကြည်နက်မှုနဲ့အချစ်ကိုရအောင်ဖျားယောင်းသိမ့်ပိုက်ရမှာဖြစ်ပါတယ်တရေမတစ်ကောင်ကိုအောင်နိုင်မှသာအဆင့်တစ်ခုအောင်မြင်မှာပါဒီလိုနဲ့ကျွန်တော်တို့ရဲ့အဓိကဇက်ကောင်ကြော်ကြီးတယောက်ဂိမ်းထဲကိုရုတ်တရက်ရောက်ရှိသွားပါတယ်ကြော်ကြီးကအာဖရိကရဲ့နှလုံးသားလို့ခေါ်တဲ့ယတနာတွေကိုရခါစားပဲရှိသေးတာမို့ကမ္ဘာပြင်ပကိုပြန်သွားချင်နေတာပါသူကဟာငါ့ကိုကဲကြပါဦးစနစ်တွေဘာတွေမရှိဘူးလားကိုခက်ပေးရင်ငါပတ်စံပေးပြီးဟာတုံးချင်တယ်လို့အော်ဟစ်နေမိတယ်အဲ့ဒီအချိန်မှာပဲကြော်ကြီးရဲ့ပြင်းပြတဲ့ရှင်းတန်းလို့စိတ်ကြောင့်စနစ်တစ်ခုပွင့်လာပါတယ်အဲ့ဒါကတော့တတိခဲစနစ်ပဲဖြစ်ပါတယ်ဒီစနစ်ရဲ့စီးမြင့်ကကစားသမားကတရေတွေကိုမကြောက်ပဲတတိရှိရှိတုံ့ပြန်ရင်တတိယမတ်တွေရမှာဖြစ်ပြီးအဲ့ဒီရမတ်တွေနဲ့ထူးဆန်းတဲ့အရေးချင်းတွေကိုမဲနိုင်လဲလဲနိုင်တာဖြစ်ပါတယ်ကြော်ကြီးဂိမ်းထဲကအခန်းချင်းလေးထဲမှာရောက်နေတော့အပြင်ကနေတောက်ဆိုပြီးထူးဆန်းတဲ့တောက်ဖက်နှက်တန်ကြီးနဲ့အတူတကားလာခောက်တန်ကြားလိုက်ရတဲ့အပြင်မှာရောက်နေတာကတော့ဘယ်ကစားသမားမှမအောင်နိုင်သေးတဲ့အဆင့်မြင့်တရေမကြီးပဲဖြစ်ပါတယ်သူမကကြော်ကြီးကိုအတင်းအကျပ်မင်္ဂလာဆောင်ခိုင်းဖို့လာရှာတာပါတကားဝမှာတရေမကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတေရမှာကြောက်တဲ့ကြော်ကြီးကညံစင်ပြီးတတိရှိရှိတုတ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်သူကတကားကိုဝုန်းကနေဖွင့်တရေမကြီးရဲ့ရှေ့မှာဒူးထောက်ချလိုက်ပြီးမျက်ရည်ဆက်လက်နဲ့အော်ပြောလိုက်တယ်မေမေတားမေမေကိုမျှော်နေတာကြပါပြီတားမေမေကိုအိုအောင်မင်းအောင်လှုပ်ကြွေးပေးရစေတရေမကြီးကတခါမှဒီလိုလူသားမျိုးမကြုံဘူးတော့ကြောင်သွားတယ်တရေမကြီးကိုအမေရင်းလိုကပ်ဖားရက်ဖားလှုပ်လိုက်တဲ့ကြော်ကြီးရဲ့လှုပ်ရက်ကြောင့်စနစ်ကနေတတိမတ်တရပေးလိုက်ပြီးကြော်ကြီးကိုစိတ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာခြင်းဆိုတဲ့ထိတ်တန့်အမြင်အာရုံအစွမ်းကိုပေးလိုက်ပါတယ်ဒီအစွမ်းကဘယ်တရေဘယ်တက်ရှိရဲ့စိတ်ကူးနဲ့အားနည်းချက်ကိုမဆိုဖတ်လို့ရတဲ့အစွမ်းပါကြော်ကြီးကတရေမကြီးရဲ့စိတ်ကိုဖတ်လိုက်တော့တရေမကြီးကတာသမီတန်ရောစင်ကြီးပြီးအမေလို့ခေါ်တာကိုသဘောကျနေမှန်းသိလိုက်ရတဲ့တရေမကြီးကအရန်သဘောကျသွားပြီးအေးငါမှသမီးတွေရှိတယ်မင်းကိုငါသမီးတွေနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးကြော်ကြီးကိုပထမဆုံးအဆင့်ကိုတွားခွင့်ပြုလိုက်ပါတော့တဲ့ကြော်ကြီးပထမဆုံးအဆင့်ကိုဘေးကင်းကင်းနဲ့ဖျက်ကျော်သွားတာကိုကမ္ဘာတိုက်ရိုက်ထုတ်လွှင့်မှုမှာမြင်လိုက်ရတဲ့အခါအိမ်နီးနားချင်းဆာကူယာနိုင်ငံကကစားသမားဝင်းနိုင်နဲ့ဟန်မီနိုင်ငံကမောင်ချောလေးတို့ကကြော်ကြီးကိုလှောင်ပြောင်ကြတယ်ဒီကောင်ကကန်ကောင်းလို့တင်ပါတရေမကြီးကိုအမေခေါ်ပြီးဖားတာကလူရုပ်မှာအလုပ်ပဲငါတို့ရဲ့စွမ်းရည်အစ်စ်ကိုပြမယ်ဆိုပြီးသူတို့အထင်ကျဒီနေကြတာပေါ့ပထမဆုံးဆာကူယာနိုင်ငံကဝင်းနိုင်ကသူ့ရဲ့ရွှေလက်ဝဲလို့ခေါ်တဲ့တရုတ်ရိုးရာအနှိပ်ပညာနဲ့ဂိမ်းထဲကိုဝင်သွားတယ်သူရောက်သွားတဲ့နေရာကတော့အခန်းလေးတစ်ခုပါအဲ့ဒီမှာပါဆက်ကြီးနေရွက်အထိစုပ်ပြဲနေပြီးနှာခေါင်းစည်းတက်ထားတဲ့တရေမလေးနဲ့စုံတယ်တရေမလေးကဝင်းနိုင်ကိုကြည့်ပြီးငါလာလားလို့လေတန်အေးအေးနဲ့မေးတယ်ဝင်းနိုင်ကသူမကိုဖျားရောက်မှုအတွက်အရန်လာတာပေါ့ညီမလေးရဲ့လားအကိုအကျော်တွေရှော့ပေးမယ်ဆိုပြီးနှိပ်ပေးဖို့ကြိုးစားတယ်ဒါပေမဲ့တရေမလေးကနှာခေါင်းစည်းကိုချွတ်ပြလိုက်တဲ့အခါသူမရဲ့ပါဆက်ကြီးကသွေးတွေရွှဲပြီးစုပ်ပြဲနေတာကိုမြင်လိုက်ရတယ်တရေမလေးကအခုရောလှသေးလားလို့ထပ်မေးတဲ့အခါဝင်းနိုင်ကလမ်းဖြန့်ပြီးအော်ဟစ်ကထွက်ပြေးဖို့လုပ်တယ်တရေမလေးကစီးမြင်းကိုဖောက်ဖျက်လို့ဆိုပြီးဝင်းနိုင်ကိုကကြေးကြီးနဲ့ညှက်ပြီးတဆစီတက်ပစ်လိုက်ပါတော့တယ်ဒါကြောင့်ဆာကူယာနိုင်ငံရဲ့မြို့တစ်မြို့လုံးထူးဆန်းတဲ့မြို့ကိုးတွေဖုံးလွှမ်းပြီးလူဦးရေအများကြီးဖြတ်စီးချင်းခံလိုက်ရပါတယ်ဝင်းနိုင်တေးဆုံးပြီးနောက်အလှည့်ရောက်လာတာကတော့ကျွန်တော်တို့ရဲ့ကြော်ကြီးပဲဖြစ်ပါတယ်ကြော်ကြီးကလမ်းကြားထဲကိုရောက်သွားပြီးပဆက်ဆုပ်တရေမလေးနဲ့ရင်ဆိုင်ရတယ်တရေမလေးကကြော်ကြီးကိုလည်းထုံးစံအတိုင်းငါလာလားလို့မေးတဲ့ကြော်ကြီးကသူ့ရဲ့စိတ်ဖက်အစွမ်းကိုတုံးပြီးတရေမလေးရဲ့အချက်လက်ကိုကြည့်လိုက်တဲ့အခါသူမရဲ့အားနည်းချက်ကအနိုင်ယူထိန်းချုပ်ခံခြင်းတာဖြစ်နေပြီးသူမကိုလိန်ညာပြီးလှတဲ့ပြောတဲ့သူတွေကိုမုန်းတီးနေမှန်းသိလိုက်ရတယ်ဒါနဲ့ကြော်ကြီးကတရေမလေးကိုတွေ့ချင်းစကားတွေအများကြမပြောဘဲဒေါသထွက်ဟန်ဆောင်ပြီးတရေမလေးရဲ့လက်ကကကြေးကိုလူယူကနေရံမှာကတ်လိုက်တယ်ပြီးတော့တရေမလေးရဲ့ပါးကိုဖြတ်ခနဲ့ရိုက်လိုက်ပြီးကြမ်းတန်းနဲ့အော်ပြောလိုက်တယ်မင်းကရုပ်ဆိုးယုံတယ်မကဘူးစိတ်ပါပုတ်ဆက်နေတာဘာလို့လူတွေကိုလိုက်တက်နေတာလဲတခါမှယောက်ျားလေးတယောက်ရဲ့ကြမ်းတန်းဆုံးမမှုကိုမခံရဘူးတဲ့တရေမလေးကအကြမ်းပတန်းကြိုက်တဲ့စိတ်ကြောင့်ရှက်သွေးဖြာပြီးမျက်နှာလေးညီရဲကကြော်ကြီးကိုအရှုံးပေးသွားပါတော့တယ်ကြော်ကြီးကသူမရဲ့နှာခေါင်းစည်းကိုပြန်တက်ပေးရင်နောက်တစ်ခါဘသူကလှတယ်ပြောမယုံနဲ့သူတို့ကမင်းကိုလိန်နေတာလို့အကြံပေးလိုက်တဲ့အတွက်တရေမလေးကကြော်ကြီးကိုအထူးကြည်ညိုသွားပြီးပထမအဆင့်အောင်မြင်သွားပါတယ်ကြော်ကြီးအေးအေးဆေးဆေးအောင်မြင်သွားတာကိုမြင်တော့ဟန်မီနိုင်ငံကမောင်ချောလေးကလည်းလွယ်လေးမှတ်ပြီးဂိမ်းထဲကိုဝင်သွားပြန်တယ်သူရောက်သွားတဲ့နေရာကတော့ဟိုတယ်ခန်းအိုကြီးတစ်ခုထဲမှာပါအဲ့ဒီအခန်းထဲက TV အဆိုကြီးထဲကနေစပင်ဖားလာနဲ့တရေမကတဖြည်းဖြည်းမိခိုးတွေကြားကနေထွက်လာတယ်မောင်ချောလေးကကြော်ကြီးလိုကြမ်းပြရင်နိုင်မဲ့အထင်နဲ့တရေမကိုတွေ့ချင်းဟိတ်ကောင်မ TV ထဲကထွက်လာပြီးငါ့ကိုလာချောက်နေတာလားမင်းသားလေးနဲ့ရုပ်ရှင်လိုက်ကြည့်မလားလို့ဖွန်ကြောင်တဲ့ပုံစံနဲ့အော်ဟစ်ကျိမ်းမောင်းတယ်ဒါပေမဲ့သူကတရေမရဲ့စိတ်ကိုလည်းမဖက်နိုင်အားနဲ့ချက်လည်းမသိတဲ့အတွက်တရေမကဒေါသထွက်ပြီးစပင်တွေနဲ့မောင်ချောလေးရဲ့လက်ပင်ကိုရစ်ပတ်ကချက်ချင်းအသက်ရှူကျက်တက်ပစ်လိုက်ပါတော့တယ်ဟန်မီနိုင်ငံလည်းကဘာပေါ်မှာပြစ်ဒဏ်ခတ်ချင်းခံရပြီးမြို့ပြတွေပျက်စီးကုန်ပါတယ်ကြော်ကြီးကတော့ဒုတိယအဆင့်ကိုတက်လန်းသွားပါပြီဒီတစ်ခါသူရောက်သွားတာကတော့တွေးညီနှံ့တွေနန်းစော်နေတဲ့အမောင်ခန်းကြီးတစ်ခုထဲမှာပါအဲ့ဒီမှာအဆင့်အရှိတဲ့ထိတ်တန်းတရေလူတက်သမားလေးဓားမြောင်လေးနဲ့တွေ့ရတယ်ဒီကလေးကတရေမကြီးရဲ့သားဖြစ်ပြီးကြော်ကြီးရဲ့ခဲအိုလောင်းပေါ်ဓားမြောင်လေးကလက်ထဲမှာဓားမြောင်အကြီးကြီးကိုကင်ပြီးတဟားဟားရေကအော်ပြောတယ်ဟေ့လူသားငါနဲ့ဆုံးပြန်တန်းကစားရအောင်ငါမိရင်မင်းကိုတစစီခုတ်ထစ်ပြီးငါမမအတွက်မင်္ဂလာလက်ဖွဲ့လုပ်မယ်တဲ့
ကျော်ကြီးကစနစ်ရဲ့အစွမ်းကိုတုံးပြီးကလေးရဲ့စိတ်ကိုဖတ်လိုက်တော့ဒီကလေးကငငယ်ကလေးကမိဘတွေရဲ့ဂရုစိုက်မှုကိုမရယုံတင်မကပဲမုန်းတဲ့ကစားစရာတွေကိုအယမ်းမှတ်မောနေမှန်းသိလိုက်ရတဲ့ကျော်ကြီးကဂိမ်းစတာနဲ့ပြေးမပုံးပဲစနစ်ရဲ့တတိမတ်တွေကိုတုံးပြီးစနစ်ဆိုင်တွေကနေအရသာရှိတဲ့ဝတ်သားကင်မုန်းနဲ့ခင်မီအယုတ်တွေကိုအများကြီးဝယ်ယူလိုက်တယ်ပြီးတော့ဓာတ်မြောင်လေးရဲ့ရှေ့မှာအကုန်ချပြပြီးခဲအိုလေးမင်းမမနဲ့ငါကလက်ထက်တော့မှဒါတွေကမင်းအတွက်ငါရဲ့လက်ဆောင်တွေပေါ့လို့ပြောပြီးလက်ထိုးလိုက်တဲ့ကလေးတရေလေးကမုန်းတွေကိုမြင်တော့တွေးကြပြီးဓာတ်ကိုပြစ်ချကမုန်းတွေကိုအငမ်းမရစားပါတော့တဲ့ကျော်ကြီးကိုလည်းခဲအိုကြီးမင်းကလူကောင်းမဲမမနဲ့သဘောတူတယ်ဆိုပြီးအဆင့်ကိုဖျက်သွားခွင့်ပေးလိုက်လို့ကျော်ကြီးဟာစနစ်ကနေရွှေရောင်ကိုခံတိုင်းဆိုတဲ့ဒဏ်ရာမရစေမဲ့အစွမ်းထက်မှန်ရရှိသွားပါတယ်။ကျော်ကြီးရှေ့ဆက်သွားတဲ့အခါအဆင့်ရှိတဲ့အလှပဆုံးထိတ်တန်းတရဲမလေးချူးချူးနဲ့ရင်ဆိုင်ရပါတယ်။သူမကတရဲမကြီးရဲ့တမီးကြီးဖြစ်ပြီးကျော်ကြီးရဲ့အဓိကရေးစားလောင်းပေါ်သူတို့ကစားရမယ့်ဂိမ်းကကြောက်ရွံ့ကြောက်ပြက်ဂိမ်းဖြစ်ပြီးအယုတ်ကကြောခိုင်းပြီးအော်နေတော့မဲလှုပ်ရှားခွင့်ရှိကအယုတ်ကလှည့်ကြည့်တဲ့အချိန်မှာငြိမ်နေရမယ့်စီးမြင့်ပါချူးချူးကကျော်ကြီးကိုတက်ပစ်ဖို့မျက်လုံးချင်းစိုက်ပြီးစောင့်ကြည့်နေတဲ့ချူးချူးကြောခိုင်းလိုက်တဲ့စက္ကန့်30အချိန်တွင်းမှာကျော်ကြီးကရှေ့ကိုအမြန်ပြဒီမတော်ပဲချူချူရဲ့အနောက်ကိုရောက်အောင်သွားပြီးချူချူရဲ့ခါကိုနောက်ကနေဖက်လိုက်ပါတော့တယ်ချူချူလှည့်ကြည့်လိုက်တဲ့အချိန်မှာကျော်ကြီးကဖက်ထားလျက်သားနဲ့ငြိမ်နေတာပေါ့ချူချူတယောက်လူသားတယောက်ရဲ့နှွေးထွေးတဲ့ဖက်လဲတကင်းလှုပ်ချင်းကိုပထမဆုံးအကြိမ်ခံလိုက်ရလို့ရှက်သွေးဖြာပြီးမျက်နှာတွေညီရဲကုန်ပါတယ်သူမကရုန်းကန်ပြီးကျော်ကြီးကိုတတ်ဖို့ကြိုးစားပေမဲ့ကျော်ကြီးကသူ့ရဲ့ရွှေရောင်ကိုခံတိုင်းကိုအသက်သွင်းပြီးသူမရဲ့တိုက်ခိုက်မှုတံကိုခံယူကမင်းငါကိုတတ်ချင်ရင်တတ်ပါလားပေမဲ့ငါအချစ်ကတော့အမှန်ပဲလို့အချိုတက်စကားပြောလိုက်ပါတယ်ဒီလိုနဲ့ချူချူရဲ့စိတ်ကိုပါအောင်မြင်စွာဖန်ဆားနိုင်ခဲ့ပါတယ်ကျော်ကြီးနဲ့ချူချူတို့အစဉ်ပြေခါနီးအချိန်မှာပဲအနောက်ကဘာကတရဲဘရင်ကြီးရဲ့တားဖြစ်သူတထေးသားတရဲမောင်မင်းကြီးကတရဲစစ်တပ်နဲ့အတူရုတ်တရက်ရောက်ရှိလာခဲ့တဲ့သူကချူချူကိုအတင်းကျပ်လာရောက်တောင်းရမ်းတာပါရောက်ခမကြီးကလည်းတရားသေးပဲငါသမီးကိုလိုချင်ရင်တင်တောင်းငွေဘလောက်ပေးမလဲပေါ့မောင်မင်းကြီးကတရဲငွေပြားနှစ်တန်းထုတ်ပြပြီးကျော်ကြီးကိုနှိမ့်တဲ့အနေနဲ့ပြဟောတယ်ဒီကောင်လိုဆင်းရဲတဲ့လူသားကချူချူနဲ့မတန်ဘူးငါကမှတရဲဘရင်ရဲ့သားငါမှာငွေတွေအများကြီးရှိတယ်တဲ့ကျော်ကြီးကသူ့မှာငွေမရှိတာကြောင့်စနစ်ရဲ့လုပ်ငန်းစဉ်အရတင်တောင်းငွေမပေးနိုင်ကြောင်းဝန်ခံလိုက်ရတယ်ဒါပေမဲ့ကျော်ကြီးကလက်မလျှော့ပဲချူချူရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးအားလုံးရဲ့ရှေ့မှာကြွေးကြော်လိုက်တယ်ငါမှာငွေမရှိပေမဲ့ချူချူကိုငါအသက်နဲ့လဲပြီးကာကွယ်မဲ့အချစ်စစ်ရှိတယ်ဘယ်သူမဆိုသူမကိုထိခိုက်အောင်လုပ်ရင်ငါအသက်နဲ့လဲပြီးတိုက်မယ်လို့ပြောလိုက်ပါတယ်ဒီစကားကြောင့်ချူချူအပါဝင်တရဲမလေးတွေအားလုံးစိတ်ကူးရင်ဆန်ပြီးကြော်ကြီးဘက်ကိုစိတ်ရင်းသွားကြပါတော့တယ်ဒေါသအလိမ့်လိမ့်ထွက်သွားတဲ့မောင်မင်းကြီးကမင်းလိုကောင်ကငါ့ကိုပြန်ရဲတယ်လားဆိုပြီးကြော်ကြီးကိုတတ်ဖို့သူ့ရဲ့တရဲစွမ်းအားတွေကိုထုတ်သုံးပါတော့တယ်အဲ့ဒီအချိန်မှာကြော်ကြီးကစနစ်စီကနေရမတ်တွေနဲ့လဲလှယ်ထားတဲ့အဆင့်တရဲအစွမ်းကပ်ပြားကိုအသက်သွင်းလိုက်ပြီးမောင်မင်းကြီးကိုထိတ်တိုက်ခိုက်ပါတော့တယ်မောင်မင်းကြီးကဒဏ်ရာတွေရလာတဲ့အခါကြောက်လန့်တကြားနဲ့ချင်းချောက်တယ်ငါအဖေကအနောက်ကဘာကတရဲဘရင်ကြီးကမင်းငါ့ကိုတက်ရင်မင်းတို့လူသားကဘာရောမင်းပါပြကြသွားမယ်လို့အော်တဲ့ကျော်ကြီးကစိတ်ဖက်စနစ်နဲ့မောင်မင်းကြီးရဲ့စိတ်ကိုကြည့်လိုက်တော့သူကအသက်ရှင်သွားရင်ကျော်ကြီးနဲ့ချူချူကိုမျိုးစုံနဲ့နှိပ်စက်ဖို့ကြံစီနေမှန်းသိလိုက်ရတယ်ဒါကြောင့်ကျော်ကြီးကဂယုမဆိုင်ဖဲသူ့ရဲ့အစွမ်းနဲ့မောင်မင်းကြီးကိုအမှုန့်ချပြီးအပြက်ရှင်းပစ်လိုက်ပါတော့တယ်ဒီရဲရင်နဲ့လှုပ်ရဲ့ကြောင့်ချူချူရဲ့ကျော်ကြီးအပေါ်အချစ်မက်က90အထိတက်သွားပါတယ်မောင်မင်းကြီးကိုနှိမ်နှင်းပြဒီနောက်ကျော်ကြီးအစွမ်းကုန်သုံးထားရလို့မောပန်းနေချိန်မှာပဲချူချူရဲ့ညီမတွေဖြစ်တဲ့အီအီနဲ့လင်းလင်းတို့ထပ်မံရောက်ရှိလာပြီးကျော်ကြီးရဲ့ယောက်ျားပိသားမှုကိုသဘောကျကဝိုင်းလူကြပြန်ရောကျော်ကြီးကဒီအစ်စ်မှာတင်ဂိမ်းကနေထွက်လို့ရပေမဲ့မိမိနိုင်ငံကိုစော်ကားပြီးဒုက္ခပေးခဲ့တဲ့တခြားနိုင်ငံကတစ္ဆာဖောက်ကစားသမားတွေကိုပညာပေးဖို့အတွက်ဂိမ်းထဲမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာကျော်ကြီးတန်ရာရနေတဲ့အထင်နဲ့လှုပ်ကြံမှုချောင်းမြောင်းနေတဲ့တခြားနိုင်ငံကကစားသမားအုပ်စုကကျော်ကြီးကိုလက်နက်တွေနဲ့ဝိုင်းတိုက်ကြပါတယ်ကျော်ကြီးကပြုံးလိုက်ပြီးသူ့ရဲ့အတိတ်ရထားတဲ့နက်ဖျားမျက်လုံးအစွမ်းကိုတုံးပြီးတရဲတွေရဲ့စွမ်းအားနဲ့ရန်သူတွေကိုချေမုန်းပစ်လိုက်တဲ့ရန်သူတွေကကြောက်လန့်တကြားနဲ့ဒူးထောက်တောင်းပန်ပေမဲ့ကျော်ကြီးကတော့အညာတာမရှိပဲခဲအိုလေးဓာတ်မြောင်လေးကိုတုံးပြီးတစ္ဆာဖောက်အားလုံးကိုအပြက်ရှင်းပစ်လိုက်ပါတယ်မိမိရဲ့တူးတဲ့တော်သားမောင်မင်းကြီးအသက်ခံလိုက်ရတာကိုသိရှိသွားတဲ့အနောက်ကဘာတရဲဘရင်ကြီးကဒေါသတကြီးနဲ့ကဘာမြေကိုဖျက်ဆီးဖို့စစ်တပ်အကြီးကြီးကိုလွှတ်ပြီးကျော်ကြီးတို့ရှိရာကျောင်းတော်ကြီးကိုဝိုင်းလိုက်ပါတော့တဲ့ကျောင်းတော်ကြီးတစ်ခုလုံးတရဲရဲမက်တွေရဲ့အော်ဟစ်တန်တွေနဲ့ပြည့်နှက်သွားတာပေါ့ကျော်ကြီးကစနစ်စီကနေသူ့ရဲ့တရဲမက်တွေအကုန်လုံးကိုတုံးပြီးအစင်းမြင့်လက်နက်တွေအစွမ်းတွေအကုန်လဲလှယ်ကတရဲစစ်တပ်ကိုအစွမ်းကုန်ခုခံတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့တရဲဘရင်ကြီးကိုယ်တိုင်ထွက်တိုက်တဲ့အချအိမ်မှာတော့သူ့ရဲ့ဖြက်စီးခြင်းစွမ်းအားကပြန်ပက်ကင်းဖြစ်နေတာကြောင့်ကျော်ကြီးတို့ဘက်ကတရဲမက်တွေပါဒဏ်ရာပြင်းပြင်းထန်ထန်ရကုန်ပါတော့တဲ့တိုက်ပွဲပြင်းထန်နေတော့တရဲဘရင်ကြီးကချူချူရဲ့ညီမလေးလင်းလင်းကိုခုနှစ်ပါးငရဲစီးမြင့်ထဲကိုဆွဲသွင်းပြီးထောင်ချောက်ဆင်လိုက်တဲ့ကျော်ကြီးကသူမကိုကယ်တင်ဖို့အတွက်အသက်အန္တရာယ်ကိုဂရုမစိုက်ပဲငရဲထောင်ချောက်ထဲကိုလိုက်ဝင်ခဲ့ရပါတယ်ထောင်ချောက်ထဲမှာလင်းလင်းရဲ့စိတ်ဝိညာဉ်ကအမောင်ထုရဲ့ထိန်းချုပ်မှုကိုခံထားရပြီးကျော်ကြီးကိုမုန်းတီးတယ်လို့ဟန်ဆောင်ကတိုက်ခိုက်နေတယ်ဒါပေမဲ့ကျော်ကြီးကသူ့ရဲ့စိတ်ဖက်စနစ်ကိုတုံးပြီးသူမရဲ့စိတ်အမှန်ကနှွေးထွေးမှုနဲ့အားလုံးရဲ့အတိမတ်ပြုမှုကိုလိုချင်နေတာဖြစ်ကြောင်းသိလိုက်ရတယ်ဒါနဲ့ကျော်ကြီးကတိုက်ခိုက်မှုကိုမတုံ့ပြန်ပဲသူမကိုပွေ့ဖက်လိုက်ပြီးစိတ်ချင်းဆက်သွယ်ကနှစ်သိမ့်ပေးလိုက်တဲ့အတွက်လင်းလင်းရဲ့စိတ်တန်ရာတွေပျောက်ကွယ်သွားပြီးကျော်ကြီးကိုခဲအိုကြီးလိုတန်ရောစင်တွဲကလက်ခံသွားပါတော့တဲ့နောက်ဆုံးတိုက်ပွဲမှာကျော်ကြီးဟာဖန်ဆင်းရှင်အဆင့်ရှိတဲ့ရန်သူကြီးတရဲဘရင်ရဲ့နောက်ွယ်ကအရှင်သခင်ကိုတိုက်ခိုက်ဖို့အတွက်အသက်အန္တရာယ်အကြီးအကျယ်ကြုံရပြန်တဲ့ကျော်ကြီးရဲ့စွမ်းအားတွေကုန်ခန်းနေတဲ့အချိန်မှာစနစ်ကတတိပေးလိုက်တဲ့ကဘာကြီးကိုကဲတင်ဖို့တခုလေးသောနီလန်ကတော့ချူချူရဲ့ဝိညာဉ်နဲ့ကျော်ကြီးရဲ့ဝိညာဉ်ကိုပေါင်းဆက်ပြီးနက်ဖျားအဆင့်ကိုတက်လန်းဖို့ပဲတဲ့ကျော်ကြီးကဝိညာဉ်ချင်းပေါင်းဆက်လိုက်ရင်ချူချူတယောက်ကဘာပေါ်ကနေထာဝရပြောက်ကွယ်သွားမှာဆိုလို့ညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့ချူချူကကျော်ကြီးနဲ့လူသားကဘာကိုကဲတင်ဖို့အတွက်သူမကိုယ်တိုင်သဘောတူပြီးကျော်ကြီးကိုပြုံးလျက်နဲ့ဖက်ကဝိညာဉ်ချင်းပေါင်းဆက်လိုက်ပါတော့တယ်ချူချူရဲ့ဝိညာဉ်စွမ်းအားကြောင့်ကျော်ကြီးဟာအဆင့်ကိုဖန်ဆင်းရှင်အဆင့်နက်ဖျားမျက်လုံးကိုရရှိသွားပြီးရန်သူကြီးကိုတစ်ချက်တည်းနဲ့အမုတ်ချပစ်လိုက်နိုင်ခဲ့ပါတယ်ကဘာကြီးဘေးကင်းသွားပြီးနောက်မှာကျော်ကြီးဟာချူချူပျောက်ကွယ်သွားတာကိုကြည့်ပြီးအကြီးကျယ်ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာစနစ်ကနေကဘာကြီးကိုကဲတင်ခဲ့တဲ့အတွက်ဆုလက်အနေနဲ့ဝိညာဉ်ပြန်လည်ဖန်ဆင်းခြင်းစွမ်းရည်ကိုပေးအပ်လိုက်ပါတယ်။
ကျော်ကြီးကအဲ့ဒီစွမ်းရည်ကိုတုံးပြီးချူချူရဲ့ဝိညာဉ်အစအနတွေကိုပြန်လဲဆူဆီးကသူမကိုတရေအဖြစ်မဟုတ်ပဲတွေးသားရှိတဲ့လူသားစစ်စစ်ကောင်မလေးအဖြစ်ပြန်လဲအသက်သွင်းပေးခဲ့ပါတယ်ချူချူမျက်လုံးပွင့်လာပြီးကျော်ကြီးကိုပြန်လဲပွေ့ဖက်လိုက်တဲ့အချိန်မှာတော့သူတို့နှစ်ဦးဟာပျော်ရွှင်စရာကောင်းလာတဲ့ဆုံတွေ့ခြင်းကိုပိုင်ဆိုင်သွားကြပါတော့တယ်ဒါရင်မကပဲကျော်ကြီးဟာဂိမ်းထဲမှာကူညီခဲ့တဲ့ရောက်ခမကြီးနဲ့ခဲအိုလေးဓားမြောင်လေးတို့ကိုပါလူသားကဘာမှာအေးအေးဆေးဆေးနေထိုင်နိုင်အောင်ကူညီပေးခဲ့ပါတယ်ဆက်လမ်းရဲ့နောက်ဆုံးမှာတော့ကျော်ကြီးဟာဒီထူးဆန်းတဲ့ဂိမ်းကြီးရဲ့နောက်ွယ်ကကဘာသုံးခုရဲ့စီးမြင့်တွေကိုလှုပ်ဝက်ထိန်းချုပ်ထားတဲ့လူသားစစ်စစ်လင်းမိုနဲ့ထိတ်တိုက်တွေ့ဆုံခဲ့ပါတယ်လင်းမိုကကျော်ကြီးရဲ့ရဲရဲမှုနဲ့အနစ်နာခံမှုကိုချီကျူးပြီးဂိမ်းကိုဖျက်ဆီးမလားစီးမြင့်တည်ရမလားလို့မေးပါတယ်ကျော်ကြီးကမိမိတူရဲ့ရှင်တန်ဖို့အတွက်မဟုတ်ပဲကဘာကြီးသုံးခုလုံးကတက်ရှိတွေငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်မဲ့မျှတသောစီးမြင့်တစ်ကိုရေးဆွဲခဲ့ပါတယ်ဒါကြောင့်ကဘာပေါ်ကလူသားကဒီကိုလိုက်လံတက်ဖြတ်နေတဲ့တရေကိန်းကြီးဟာအပီးတိုင်ချုပ်ငိမ့်သွားပြီးလူသားတွေနဲ့တရေတွေဟာကဘာအသီးသီးမှာအေးချမ်းစွာနေထိုင်သွားကြပါတော့တယ်ကြော်ကြီးနဲ့ချူချူတို့လည်းလက်တွဲပြီးပျော်ရွှင်စရာဘဝကိုဖျက်ဆီးသွားကြတဲ့အကြောင်းတင်ဆက်ရင်းဇလန်းလေးကတော့ပြီးဆုံးသွားပါပြီကဲပရိသတ်ကြီးရေတရေမတွေကိုညှက်ဆင်ပြီးချစ်သူတော်ကကဘာကြီးကိုကဲတင်သွားတဲ့ကြော်ကြီးရဲ့မယုံနိုင်စရာဇလန်းကြီးကိုသဘောကျနှစ်သက်တယ်ဆိုရင် like နဲ့ subscribe ပြီးလုပ်ပြီးဗီဒီယိုအသစ်တွေစောင့်ကြည့်ဖို့ခေါင်းလောင်းလေးကိုပါနှိပ်ထားပေးဦးနော်နောက်ထပ်စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရှိကြီး movie ဝေခတွေမှာပြန်ဆောင်ကြပါမယ်အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေ